နိုင်ငံကလက်ထွက်သွားတော့မယ်ဆိုအပြည်ပြည်ဆိုင်ရာလေစိတ်ကြီးတဲ့ငုံလုံးဒီနိုင်ငံကလက်ထွက်သွားတော့မယ်ဆိုအပြည်ပြည်ဆိုင်ရာလေစိတ်ကြီးတဲ့ငုံလုံး Bye 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 မဟုတ်ပါငါတို့တငယ်ချင်းတွေထပ်ဖို့အဲ့လိုဖြစ်တာငါ့ကိုကြွေအောင်တကယ်မင်းချွေတက်လို့မင်းအားရပြင်းပြပတ်ဖို့ email တွေပို့ထားမယ်ဟိုမှာချင်းနေဘလို့များလဲရေးစားရပြီလားပြောတာငါတို့ကိုရှုံမထားနဲ့သူရှိရချက်ကရေးမြချမပညာရှာဖို့ပြီးရင်ကိုတန်းကြီးကိုပြန်ပြီးချိုးပြချင်တာပါဆိုချစ်ကျူပါတဲ့တငယ်ချင်းရငါမှရင်နာကိုဟိုမှာဘသူနဲ့တွေ့အမြဲနှုတ်ဆက်တော့မင်္ဂလာပါလို့ရောက်တခါဖုန်းနဲ့လွှတ်တဲ့ရင်းနဲ့တူငိုမိတယ်အဆောင်မိထမကြီးပါနဲ့နေကြောင်းငါတက်ဘသူပိုတိတယ်သူမရှိတော့လမ်းသွားလမ်းလာကောမလေးတွေကိုကျူသူတို့မချိနဲ့စိတ်ချငါကနေပြန်လာမချိန်ဒီလူပြောကြီးပဲရန်ကုန်မြို့မှာမိုးတွေမိုင်းပြရွာရင်လွမ်းနေလိုက်တာချနိုင်စားမရနာချင်းရိုင်းသွားတဲ့မြရာဇဝင်တွေလိုတိုင်းတစ်ပါးသာရှာမချစ်ဖို့ငါတို့တငယ်ချင်းတွေဝိုင်းတာကြမှာအသစ်သူနှလုံးသားကျွန်တော်ကြောက်ချင်မြင်တယ်တန်လုံးတော့မဟောင်းတဲ့ကဖြစ်နေနေလို့မကောင်းနေလားချင်းရဲ့ရင်တည်းရပြောင်းရဲ့အောင်ဝဲနေလာကြတော့မှလည်းကြောက်တယ်အားလုံးစောင့်နေတယ်ဆုံးချင်နေအမြဲပြန်လာခွဲနေလို့မကောင်းလို့တငယ်ချင်းတွေဆုံးရင်ပြောတာသူ့ချောင်းပါပဲသူတို့တငယ်ချင်းတွေဆုံးရင်ပြောမှာသူ့ချောင်းပါမလဲနေချမ်းမှာပါစေအိတ်ကလေးထဲငါဆူတောင်းစားတဲ့ကျိုးနဲ့ချီပြီးလေနဲ့လွတ်ဖို့မိုးပြန်ဘူးပေါင်းရှာဝဲOh yeah ဒီနေ့ကိုကြွေးပါနေမွေးနေငါရောက်တဲ့ရွှေတကုံစေးဒီပေါ့အမပိုင်းရစီမီကလူကြီးချကုသိုလ်ယူဖို့နေလားစားလို့ချင်းမြောက်ရောဘုံဘုံကတော့ရိုင်းနေပေါ်ဝေခွန်ရတားနေရသေးတော့နောက်ဆိုရင်ရှိုးရရှိရမျောစင်ကျွန်းထဲမှာတဲတဲ့ရည်သွန်ဖြစ်ပြီးနေတဲ့တူပြောချင်းလွန်ခဲ့သမျှချတဲ့ငယ်ချင်းတွေထက်ကိုပို့ပြီးဖို့မင်းလွန်းတဲ့ငါအညံ့နေပြအောင်ကောင်းရှော့ပြမတရောကင်မွန်းနဲ့ဝါလောကရန်ရိုက်ချက်တွေကြားတဲ့ကတ်လေးဆိုင်ဖတ်တွေများလို့စားမစားပဲကြိုးစားကွာနိုင်ကလာဒီမတော်တဲ့နောက်ဆုံးပါချင်တာတော့ဘယ်နေရာရောက်ရောက်မှာဆိုတော့မမေဖို့နေပြန်လာမဲ့ဆုံးမထိတ်ဆုံးကလာချုံမချင်လို့ချင်တယ်တန်လုံးကမဟောင်းတဲ့ကဖြစ်နေနေလို့မကောင်းလေလားချင်းရဲ့ရင်တည်းရတဲ့ဆောင်တဲ့ပြောင်းရဲ့အောင်ဝဲနေတာချသွားမှလည်းကြောက်တယ်အားလုံးဆောင်နေတယ်ဆုံးချင်နေအမြဲတမ်းလာခွဲနေလို့မကောင်းလေလားချင်းရဲ့ကြိုးစားနေပြီပြောလင်းရင်ပြန်ကြည့်စီပြီးနေစီလာလဲမလို့အလုပ်ကိုကြိုးစားနေပြီပြောတော့ကြရဲ့ချင်းမရှိလို့နေထားခဲ့မှာဆိုအလုပ်ကိုကြိုးစားနေပြီပြောလင်းရင်ပြန်ကြည့်စီပြီးသူကိုပြန်ခေါ်မလို့အလုပ်ကိုကြိုးစားနေပြီပြောတော့ကြတင်ပြီးပြီးတော့နေထားခဲ့မှာဆိုကျွန်တော်အမားတွေသူကိုပြန်သွားမတိုင်ပါနဲ့လူချင်းမတွေ့လဲအတန်ချနိုင်တာပဲကျွန်တော်အမားတွေသူ့ကိုပြန်သွားမတိုင်ပါနဲ့သူစိတ်ဆိုးလို့ပုံမကိုင်ရင်မခံစားနိုင်ပါနဲ့ပုံပြောရင်အချင်းတွေစုံပြလျက်ပေါ်ပြသူရင်ွယ်မဟုတ်ရင်မခေါ်နာတတ်တော့ပုံပြောရင်အချင်းတွေစုံပြလျက်ပေါ်ပြပြန်လာရင်အရင်လို့